ခွေးမသာကျော်စိုးပြောထားတဲ့ဗီဒီယိုဖိုင်တစ်ခုကိုကျွန်တော်တော်လန်ပြည်သူတွေရောဘိုးဖက်ရက်ကွက်ဘောမားတွေရောပြပေးမှာဖြစ်ပါတယ်အဲ့တော့ဘာပြပေးမယ်လဲဆိုတော့ဘာတိလို့လဲဆိုတော့ကျော်စိုးပြောထားတာပေါ့နော်အစစ်မဖြစ်တဲ့လေနဲ့ဘုံကျက်တာပေါ့နော်အဲ့လေနဲ့ဘုံကျက်မယ်ပြောထားတာအဲ့တော့ကျွန်တော်ဗီဒီယိုဖိုင်တစ်ခုကိုကျွန်တော်ထုတ်ပြမယ်ပေါ့နော်တစ်ချက်နောက်ထောင်သွားကြည့်နောက်ထပ်သင်ဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ဒီကနေ့မှာမြောင်မြို့နယ်တောင်ကြီးရွာမှာရှိတဲ့ NUG ဌာနချုပ်ကိုတက်မတော်ကထပ်ပြီးတော့ဘုံကျဲရှင်းလင်းပါတယ်အဲ့တော့အဲ့မှာတက်မတော်ကအကြမ်းဖက်အုပ်စုတွေရဲ့နေရာကိုဘုံကျဲရင်အကြမ်းဖက်အုပ်စုတွေရဲ့ပြောဆိုမှုရေးသားမှုတစ်ခုရှိတယ်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ချက်ဖက်လဲဆိုတော့သူရေးသူစစ်ကောင်စီကဘုံကျဲတယ်ပေါ့အဲ့တော့တက်မတော်မှာတိုက်ပွဲဖြစ်မှကြေးရပါတိုက်ပွဲဖြစ်ရမှကြေးရမယ်လို့ဘယ်နေရာမှာမှတတ်မှတ်ချက်ရှိတာလဲကျွန်တော်မေးချင်တာလी NUG မီဒီယာတွေနဲ့ NUG အုပ်စုတွေအဖွဲ့ဝင်တွေကျွန်တော်မေးချင်တာတိုက်ပွဲမရှိဘဲနဲ့စစ်ကောင်စီကဘုံကျဲတယ်ပေါ့သူတို့ခေါ်ပါဗျာစစ်ကောင်စီကဘုံကျဲတယ်ပေါ့ဟိုကျွန်တော်မေးချင်တာတိုက်ပွဲဖြစ်မှာဘုံကျဲရပါလားတိုက်ပွဲမဖြစ်ရင်ဒီအဖွဲ့တွေရဲ့ဌာနချုပ်ကိုတက်ကဘုံကျဲလို့မရဘူးလားဘုံမကျဲရတော့ဘူးလားဒီကနေ့မှဆိုရင်တက်မတော်ကမြောင်မြို့နယ်တောင်ကြီးရွာမှာရှိတဲ့အကြမ်းဖက် NUG ရဲ့စခန်းကိုဘုံကျဲလိုက်တယ်ဘုံကျဲရှင်းလိုက်တယ်ဒီမြောင်မြို့နယ်တောင်ကြီးရွာရဲ့ဒီနေရာကသူကမြောင်မြို့နယ်နဲ့တော့နည်းနည်းလှမ်းတယ်တော့ဘယ်နေရာနဲ့နီးလဲဆိုတော့မကွေးတိုင်းဒေသကြီးရေတကြိုမြို့နယ်မြေရှိဒေသပေါ့ဗျာမြေရှိဒေသချင်းနဲ့အေရီစုံချက်နေရာပေါ့အဲ့နေရာနဲ့ဆိုတော့နီးတယ်တစ်ဖက်မှာတော့ဘယ်နေရာနဲ့ပုံနီလဲဆိုရင်သူတို့တီရှိတဲ့ရွာကနေပြီးတော့အေရီမြစ်ကိုဖြတ်ကျော်လိုက်ပြီးဆိုရင်ကျွန်တော်တို့စစ်မီးကုန်းနဲ့နီးတယ်စစ်မီးကုန်းတန်းရောက်တယ်ဒီရွာကလည်းဒီရွာကရွာကြီးပါအေရီမြစ်ရဲ့ကမ်းခြေမှာတီရှိတဲ့မြေနူချင်းရွာပေါ့ဗျာမြေနူချင်းရွာစိုက်ပျိုးရေးအရန်ကောင်းတဲ့ရွာဒီရွာမှာအကြမ်းဖက်အုပ်စုကခိုးတယ်အဲ့မှာရှိတဲ့ကျွန်တော်တို့အစိုးရနိုင်ငံတော်ရဲ့အဆောက်အဦမှာသူတို့ခိုးလုံးနေတယ်အဲ့နေရာကိုတက်ကဘုံကျဲလိုက်တယ်ဘုံကျလိုက်တော့အကြမ်းဖက်အုပ်စုတွေတော်တော်လေးတေတယ်သူတေတိုင်းတေမှာဘာပြောလဲဆိုတော့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကောင်စီကဘုံကျဲတယ်ပေါ့ဒါသူတို့ရင်းနေတဲ့အရေးသားဒါသူတို့ရဲ့ theory ပေါ့ဗျာကျွန်တော်မေးချင်တာတိုက်ပွဲဖြစ်မှကျဲရပါလားတိုက်ပွဲမဖြစ်ရင်အကြမ်းဖက်တွေဌာနချုပ်ကိုကျွန်တော်ဒီတိုင်းထားရမှာလားဟိုမပြရတော့ဘူးလားအဲ့လိုစာချုပ်ချုပ်ထားလို့လားကျော်စိုးဦးရေမင်းလည်းအာကုတူတွေတအားများနေပြီနော်ဒါဟိုတနေ့ကလည်းဗီဒီယိုဖိုင်တစ်ခုတင်ပေးလိုက်တယ်အမေလို့လည်းအကြည့်တဲ့အတိုင်းပဲနော်အဲ့ဒီမှာကလေးငယ်ရောက်တော့များစွာလူကြီးလူငယ်ကလေးအများကြီးဒါမင်းတို့ရဲ့ကြက်ဖက်စစ်ကောင်စီကနေတော့လီနေဘိုးကျဲလိုက်တာထိခိုက်တယ်အများကြီးပဲအဲ့တော့ Facebook ကတင်လိုက်တာကို Facebook ကနေဘန်သွားတာအဲ့တော့ကျော်စိုးကြီးမင်းကစေးကိုနေချမ်းအားလိုလားမဟုတ်မင်းကစေးကိုလိုချင်တဲ့သူဖြစ်တယ်အဲ့တော့စစ်ပွဲမဖြစ်လီနေဘိုးကျဲတာအဲ့ဒါဘာဖြစ်လဲဆိုတော့နော်အဲ့တော့မင်းပြောသလိုမျိုးငါတစ်ခုပြပြောပေးမယ်နော်မင်းတို့တွေကငါတို့တွေကတဘုံပေါ့ဗျာအဲ့တော့မလားတဘုံရှိတဲ့တဘုံတွေထိတ်ချုပ်ထားတဲ့နေမြေထဲမှာဒါပြည်သူတွေအနေနဲ့နေထိုင်ကြတယ်ကွာလောလနေမြေကိုတွေထိတ်ချုပ်နေမြေထဲမှာပြည်သူကလောလောလတ်ကနေထိုင်နေကြတယ်လောကိစ္စသားတွေတွေ့ပြီးတော့ဘုံတွေလည်းကျဲတယ်မင်းတို့တွေကဘယ်လိုတော့ငါတို့ရှိတဲ့နေမြေကြတော့ငါတို့နေမြေမနေငါတို့ထားခံတဲ့သူတွေကိုလို့မင်းတို့ကတဘုံလို့တတ်မှတ်တယ်ဘယ်လိုမှဆိုအဖြူအမဲအသက်စငါတို့ရွာမနေထိုင်တဲ့သူတွေဆိုငါတို့ထိတ်ချုံနေမိထဲမှာနေလို့ရှိမြက်တပူတမတ်တယ်โอเคဒါဆိုရင်မေတို့လူမျိုးပေါ့စေးကိုလိုလာတဲ့သူတွေဆိုရင်မုတ်တီးတဲ့လူတွေဆိုရင်လက်ရှိမေတို့စစ်ကောက်စီနေထိုင်နေတဲ့အရွာတွေကြီးရွာတွေမျိုးတွေတီးမှာဒါမေတို့ကိုထောက်ခံတင်နေသူတွေရှိတယ်မေတို့စစ်ကောက်စီအတွက်စီဝါရှာပေးနေတဲ့ခလိုနီလည်းရှိတယ်အဲ့ဒီရှိတဲ့နေရာငါတို့တွေရောဒီမျိုးကြီးရောကြီးရကိုလာပြီးတော့ဗလာကြီးလာပြီးတော့ကြီးရောတချို့လာပြီးတော့ဘုံရည်တွေလာချရင်မင်းတို့ဘယ်လိုနေမှာလဲမင်းတို့ဘယ်လိုခံစားရမှာလဲဒါကိုပြောပြမှာနော်ဒါပေမဲ့မင်းတို့လုံးတလူမျိုးလဲငါတို့တွေလုံးလို့ရတယ်ဆိုတဲ့အကြောင်းပြောပြတာဒါပေမဲ့ငါတို့တွေမှာကမင်းတို့တွေမျိုးရိုက်ဆိုင်တဲ့အစိတ်တွေမရှိဘူးငါတို့တွေကအာနာရှင်ဝဲမကြိုက်တာအာနာရှင်ဝဲမကြိုက်တော့အာနာရှင်ဝဲငါတို့တော်လာတာအာနာရှင်လဲအမနေတဲ့ဆိုးဝါးနေတဲ့ခွေးဆိုးဝါးနေတဲ့ဒေတာဆိုရင်ငါတို့ကမင်းတို့ရှိတဲ့နေရာပဲငါတို့ကလောက်တာငါတို့လောက်တာပြည်သူတို့ထိခိုက်မှုတွေမရှိဘူးငါတို့ရဲ့ပြည်မတွေကလည်းပြည်သူပြည်မမဟုတ်ဘူးမေတို့တွေလည်းဒီလိုမျိုးအမှန်တရားလိုအပ်တယ်ဆိုရင်ဒါပြည်သူပြစ်မှတ်ထားစားလည်းမလို့နော်
မင်းတို့လေပြည်သူပြင်မလောက်စားဘူးငါတို့လည်းမင်းတို့ပြင်မမလို့ငါတို့လေဆိုရင်မင်းတို့တွေကိုမြေပြင်မှာရေဆိုင်ခဲ့တယ်နော်ဒါပေမဲ့မင်းတို့တွေကဖြစ်ပြေးသွားတဲ့ခါကြာလို့ရှိရင်မင်းတို့ဟိုဟာဖြစ်တော့ကွာပြည်သူတွေလည်းကာပါယူနေကြတယ်ဒါပေမဲ့မင်းတို့ပြည်သူကာပါယူတဲ့ခါကျရင်ငါတို့တွေလောက်တာရှိလားကျိုးစိုးရေမေကလူစိမ့်မရှိရတော်လေးလူပဲအဲ့တော့အာမကျော်စိုးဘူးအာမပါရီမှန်ထားလားဆိုတော့ကိုကျော်စိုးရေအားပေးနေတဲ့ဆော်ရာဆော်လေဒီပဒေးတွေရွာထဲမှာမရှိဘူးပူကောင်းနေတယ်ချားတယ်ပဒေးရှိတဲ့နေချိဟိုလောက်တာလောက်အားပေးတယ်ဆိုပြောနေပြီမေတို့တွေခုလူမျိုးပြောနေတာလေမေတို့မိသားစုကြီးထိခဲမယ်ဆိုရင်ရောမေတို့ဒီစကားတန်တွေထွက်လာအောင်မလားမေတို့ထိရောဒီစကားတွေထွက်လာဘူးလားမေတို့အားကိုးနေတဲ့မေတို့ယုံကြည်နေတဲ့တပ်ဘော်တော်သားတွေကမေတို့ဘယ်နှခါများကာကွယ်ပေးနေတယ်ပြည်သူတွေကိုဘယ်နှခါကာကွယ်ပေးတာတွေးဘူးလေတိုက်ပွဲတစ်ပွဲဖြစ်လာလို့ရှိရင်ညီညွတ်တိုက်ပွဲဖြစ်လာလို့ရှိရင်ပြည်သူတွေဘယ်နှခါများအသက်တွေကဲတင်ဘူးလေဒါကပြောပြတာနော်မင်းတို့တွေတော်တော်ရိုက်ဆိုင်တာမင်းတို့တွေအာကူတူတွေလုံနေတယ်ဆိုတာမှာကျော်စိုးရေစေးကိုလိုလားလဲဆိုရင်အဲ့လိုမျိုးစကားလို့မပြောရဘူးမင်းတို့ကစေးကိုဒီထက်ပူလိုအားနေတာဖြစ်တယ်အဲ့ဒါမင်းတို့ကတိုက်ပြီးဖြစ်တာမင်းတို့တိုက်ပြီးဖြစ်တာမင်းတို့အမားမှန်နဲ့မင်းတို့တွေခွဲချအတိုက်ရတာနဲ့ငွေမြင့်တာတခုတည်းကိုကြည်ပြီးတော့မင်းတို့ကစစ်ကောက်စီဘောသွားမားနေတာဒါမင်းတို့အတီးဆုံးပဲနော်မင်းတို့စစ်ကောက်စီအားကိုးနေတဲ့တူလောက်ရမင်းတို့အတီးဆုံးပဲအဲ့တော့ပြောပြတာအဲ့တော့ကျော်စိုးရေမင်းတို့အလဲရလာလို့ရှိဒီစကားအတန်မျိုးနဲ့မိစောက်ခွဲအဲ့လိုပြောဒီစကားအတန်နဲ့ဒီမျက်နာနဲ့ဒီပုံစံနဲ့ဒီလိုအနေထားနဲ့ပြောနော်မိပဇာလေးတစ်ချိန်ကြရင်မင်းအလဲရလာမယ်ဆိုတာကိုမင်းပဲမမေးနဲ့နော်မင်းအခုမင်းလဲအယံဝင်တဲ့ခါတိုင်းဘလို့အယမလဲဘလို့စားမှဘလို့သွားမင်းအောင်နာထက်မှလည်းအမြဲတိုင်းအကြောက်စိတ်တွေဝင်နေမလားအစားကပြောတာပဲမင်းမှလည်းအကြောက်ပြအမြဲတမ်းဝင်နေတယ်ငါတခုလိုမျိုး online ပေါ်မှာတက်ပြောနေလို့ငါ့ကိုလည်းဘယ်နည်းဘယ်ချိန်မှာလာပြီးတော့လာလုံးမှလဲဆိုတော့မင်းလည်းမြဲတဲ့အောင်နောင်ထက်မှာအကြောက်ပြဝင်နေဆိုတော့မမင်းနဲ့နော်သူများကိုလိန်လို့ရမှာငါတို့တွေလာမလိန်နဲ့အဲ့လိုမျိုးရှင်းရောကြော်စိုးငါလုံးမတာ